အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ NLAFA မှာဈေးငန်းပညာရပ်ကို2005ခုနှစ်မှာစတင်ပြီးတော့တက်ရောက်သင်ကြားခဲ့တဲ့အကြောင်းသူတစ်ယောက်ဖြစ်ပါတယ် NLAFA မှာပဲဈေးငန်းဘာသာရပ်တွေကိုလေ့လာသင်ယူပြီးတော့2010ခုနှစ်မှာတော့ SCCN ဘာသာရပ်တွေကိုသင်ကြားပို့ချပေးတဲ့ဆရာမတစ်ယောက်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အခုလက်ရှိမှာဆိုရင်တော့ဖြင့် DA Diplomas in Accounting နဲ့ ACCA UK ရဲ့ Foundation Subject တွေဖြစ်တဲ့ FA2, MA2 ဆိုတဲ့ဘာသာရပ်တွေကိုသင်ကြားပို့ချပေးနေတာဖြစ်ပါတယ်ရှင်။ပြောရမယ်ဆိုရင်ဖြင့်သင်ကြားရေးတက်တန်းအတွေ့အကြုံက10နှစ်ကျော်ရှိပါပြီ။အခုလိုမျိုးသင်ကြားပွင့်နေပြီးတဲ့ဆရာဦးနေလင်းအောင်နဲ့အမအပါဝင် NLAFA ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကျွန်မအနေနဲ့ပြောရမယ်ဆိုရင်ဖြင့် Diploma in Accounting DA နဲ့ ACCA Foundation Subject တွေမှာထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေဖြစ်သင်ကြားပို့ချပေးနိုင်တဲ့အတွက်လည်းအထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။ကျောင်းသားတွေအနေနဲ့ကဒီအခြေခံပညာရပ်တွေမှာထူးချွန်စွာအောင်မြင်ကြပြီးနောက် ACCA UK Part 1, Part 2 နဲ့ Professional Level တွေကိုဆက်လက်တက်ရောက်ပညာသင်ကြားနေတာကိုတွေ့ရှိရပြီးသင်ကြားကြတဲ့ဘာသာရပ်တွေကိုလည်းထူးထူးချွန်ချွန်နဲ့အောင်မြင်ကြပါစေ။အလုပ်ကိုင်ခွင့်လန်းကောင်းတွေရရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ Medality, ပြောခဲ့တဲ့ကြောင့်လေဂုဏ်ပြုရင်